ဒီရသည်ရေပြိုးနဲ့နိုဘူးရဲ့အခြေအနေဗီဒီယိုလေးဖွင့်ပြမယ်ကြည့်ပြီးရင်အားလုံးသဘောတူမယ်လို့ရည်ရဲကြီးအာမခံနဲ့ရှင်